မျိုးတွေအလုံးမင်္ဂလာပါနော်အစဉ်ပြေလာလို့မိကြတဲ့မျိုးတွေအလုံးကိုလည်းသူကျေးဇူးတင်ပါတယ်ခင်ဗျာအစဉ်ကတော့ဘလို့မှမပြေနိုင်ဘူးပေါ့ဗျာဒီလောက်နော်ဒီငလင်းနဲ့အင်တန်းကိုပြည့်စည်ရှုံးနေများတဲ့ငလင်းနဲ့ဖြစ်ပါတယ်နော်အဲကြတော့ကျွန်တော်လည်း live လည်းမတွေ့နိုင်ဘူးကျွန်တော်မျိုးတွေနော်ဒါအခုလိုင်းနေရလဲမကောင်းဘူးဒါဖြစ်တယ်လို့လေးမျိုးတွေအတွက်ဗီဒီယိုလေးနဲ့ပြင်ဆက်ပေးလိုက်တာဖြစ်တယ်ကျွန်တော်မျိုးတွေဗတ်တိုင်းเนาะကောင်းလို့ရအတွက်ဆိုရင်ဒီ835အပူပါကိုလေးကိုလောက်ပါ38တင်ပြီးတော့၄ခုပရိတ်အပိုင်ရှိတယ်3868မွေးဒီလောက်နဲ့ကျင်းနေပေးကြပါလို့เนาะအလုံးကျွန်တော်ပြောပါတယ်ခင်ဗျာဒါပြီးတော့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်မျိုးအဟောင်းနေရောเนาะကျွန်တော်တို့ဂရုလေးကိုလာပြီးတော့အပေးလို့ရပါတယ်เนาะဒီဘက်ဂရုမှာလဲမူသုံးမျိုးနဲ့ချုပ်ထားတဲ့ main ခွေတစ်ခုပဲလုံးမယ်เนาะအဲ့ဒီ main ခွေတစ်ခုပဲအပိုင်လုံးမယ်အဲ့ဒီတည်းကမှဗရိတ်တစ်မျိုးတည်းနဲ့เนาะဗုဒ္ဓဖူးမကြော်တဲ့ဗရိတ်เนาะ၃ရက်အတွင်းကြာမဲ့အပိုင်ဗရိတ်ကိုအင်္ဂနန်းတစ်ခွက်ထဲเนาะအင်္ဂနန်းတစ်ခွက်ထဲနဲ့ဒီမိန်မွေး special မွေးနဲ့เนาะအမြတ်တွေလိုချင်နေဆိုရင်ဒီကြံတွင်းအတွက်အထူးရှာဖွေထားတဲ့ဟာတွေဖြစ်တယ်။ဒါရောက်အပီးလဲပါလို့ကျွန်တော်မျိုးတွေကိုဖိတ်ခေါ်ရပါတယ်။ဂရုဝင်ကြီးတောင်းခွဲနဲ့တူကျွန်တော်မျိုးတွေအတွက်အကောင်းဆုံးနေရရှိမှာဖြစ်တယ်လို့ပြောကြရင်เนาะအားလုံးမင်္ဂလာပါခင်ဗျ။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးရင်းနဲ့เนาะဂရုမှာဒီတခါမူတုံမျိုးနဲ့အပိုင်ချုပ်ထားတဲ့အခွေတစ်ခုကိုပဲအပိုင်ထိုးမယ်ဒါပြီးရင်ရှယ်မွေးပရိတ်တစ်ခုတည်းကိုเนาะဥတီထားတဲ့၃ရက်မကျော်ရှယ်မွေးမိန်မွေးတစ်ခွက်တည်းထိုးမယ်เนาะအားလုံးမင်္ဂလာပါခင်ဗျအားလုံးမျိုးတွေလည်းစိတ်ချမ်းသာပြီးเนาะလူရင်ဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်เนาะအားလုံးမင်္ဂလာပါခင်ဗျ